ဒီနေ့ညစာတော်တော်ကောင်းတယ်ကျွန်တော် pro chef တယောက်စီကမျှော်လင့်ထားတဲ့အတိုင်းပါပဲဆက်လက်ပြီးတော့အဲ့လူကလည်းကျေးဇူးတင်ပါတယ်နောက်ပြီးအဲ့လူကပဲကျွန်တော်မေးပါတယ်ဒါဆိုမင်းရဲ့အကြောင်းကရောမင်းကကားတွေနဲ့အလုပ်လုပ်တာလားမင်းစောနာကအဲ့ကားကိုပြင်နေတာတော်တော်မြန်တယ်ကွမျက်စိတမိတ်စာအတွင်းမှာကိုပြင်သွားတာပဲကျွန်တော်ကမဲပြုံးလိုက်ပြီးတော့ခင်ဗျားမှာတော်တော်လှင်တဲ့မျက်လုံးတွေရှိရပဲမဟုတ်ပါဘူးကွာငါအရင်ကအော်တိုကားပြင်ဖို့ရလူတယောက်ကိုတီးဖို့ရုံပါပဲသူလောက်တာရဲ့အကုန်လုံးကတော့ကားရဲ့စက်အင်ဂျင်သားကိုနားထောင်တယ်ပြီးရင်ဘာဖြစ်တယ်ဆိုတော့သူတိကျကျသိတာပါပဲကားရဲ့အတန်အနက်တုန်ခါမှုအဲ့ဒါပဲတင်မဟုတ်ဘူးကွမင်းအဲ့ဒါတွေအကုန်လုံးကိုရောပြီးတော့ကားရဲ့ခံစားချက်ကိုဘလို့မြင်အောင်ကြည့်ရဆိုတာပဲကားအင်ဂျင်စက်ဖုံးကိုဖွင့်ပြီးတော့မှဘာဖြစ်တယ်ဆိုတာသိရတဲ့သူတွေကကျွမ်းကျင်သူတွေမဟုတ်ကြဘူးကွငါတငယ်ချင်းကလည်းလို့ပြောခဲ့တာပါပဲကားရဲ့စိတ်နေစိတ်ထားအခြေအနေဆိုတာကမိမတယောက်ရဲ့စိတ်ကိုအပြေရှားတာထက်တောင်မှပိုခက်သေးတယ်လို့သူပြောခဲ့တာပဲမှန်ပါတယ်လေတကယ်လို့ဒါမင်းကစက်ပစ္စည်းကိုစက်ပစ္စည်းတစ်ခုလို့ပဲသဘောထားနေရဆိုရင်တော့မင်းမှားကြီးမှားနေပြီပဲကျွန်တော်ပြောလိုက်တယ်အဆုံးသတ်မှာတော့ဒီနေ့လိုနေမျိုးတွေမှာငါတို့လူသားတွေကမှစက်ပစ္စည်းထက်တောင်မှပိုပြီးစက်ပစ္စည်းဆန်နေကြသေးတယ်ကျွန်တော်တတိမမူမိလိုက်တဲ့အချိန်မှာပဲလူတယောက်ကသူ့ပြင်နောက်ကနေကျွန်တော်ဓာတ်ပုံခိုးရိုက်သွားတယ်စားလို့တောက်လို့လည်းပြီးတော့ကျွန်တော်အများဆုံးတန့်စင်ခံနေသွားပြီးတော့ကျွန်တော်စားထားသမျှအားလုံးကိုထိုးအံတော့တာပါပဲကျွန်တော်ကစကားတွေအကုန်လုံးထသွားခဲ့ပေမဲ့လည်းပန်းချန်တဲ့လူတစုကတော့ကျွန်တော်အကြောင်းပြောရင်ကြံခဲ့ကြတယ်ကျွန်တော်ဒီကိုရောက်နေတာဘယ်လောက်ရှိကြောင်းနဲ့ကျွန်တော်ကရုံးခန်းငယ်လေးထဲမှာအလုံးလုံးမဲ့သူမဟုတ်ကြောင်းကျွန်တော်အကြောင်းပြောရင်သူတို့ကြံခဲ့ကြတယ်ထပ်ပြီးတော့သူတို့ပြောတာကတော့ကျွန်တော်ကမျက်နှာပြောင်တဲ့လူလိမ်ဖြစ်ကြောင်းနဲ့တယောက်ကိုလည်းကျွန်တော်ကကျောင်းဆရာလို့ပြောမှုကြောင်းနောက်တယောက်ကိုလည်းကျွန်တော်ကပုံချမ်းရေးဆွဲတဲ့ပကြီးဆရာတယောက်ဖြစ်ပြောမှုကြောင်းသူတို့ကျွန်တော်အကြောင်းပြောနေကြတယ်ကြည်လေကားသမားကကောင်းပါတယ်သူငါတို့အရက်လဲဝယ်တိုက်တယ်နောက်ပြီးငါပြောနိုင်တာကသူ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဒီတော့ငါသူ့ရဲ့အကြောင်းကိုဆက်ဆူလုပ်မှာတော့မဟုတ်ဘူးဒါပေမဲ့အကောင်လေးကသူကအမှားလဲလုံးဝမလုပ်ဘူးကွာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့လူလိမ်တယောက်ပဲကြည်လေသူ့ကိုသူဖုံးကွယ်ဖို့အတွက်ဘလောက်တောင်လှင်လင်းမြန်မြန်သူပြေးသွားခဲ့တာလဲသူကားကိုဘာလို့အမှထိုးတာလဲသိလားငါတို့လောကမှာအချိန်အများကြီးဖြုံးပြီးဖြစ်လာမယ့်ဟာတွေကိုသူကြောက်လို့ပဲငါစကားကိုမှတ်ထားတနေ့ကျရင်သူပြန်လာမှာမဟုတ်ဘူး